တခါတော့ကမိတ်ဆွေတယောက်နဲ့ထိုင်နေတော့သူကတမျိုးပြီးတမျိုးမာစားတာအဲ့တော့ဟဲ့ကောင်မလေးနေစားလိုက်လားဆိုတော့သူကပြောတယ်ဘလောက်စားဘိုင်းမကြဘူးတဲ့ဘာတော့ဟာဘလောက်စားဘိုင်းမကြဘူးတဲ့ဟဲသူကတော့ရွက်ပြီးပြောတာပေါ့နော်ဘလောက်စားဘိုင်းမကြဘူး Okay အဲ့လိုပဲ English မှာလည်းရှိတယ် No good deed goes unpunished No good deed goes unpunished ကောင်းတာလုပ်တာမှန်သမျှပြစ်ဒဏ်ခံရတာပဲပြစ်ဒဏ်မခံရတာကိုမရှိဘူးတကယ်ဆိုရင်ကောင်းတာလုပ်ရင်ပြစ်ဒဏ်မခံရဘူးလေခုတော့ကောင်းတာလုပ်တယ်ပြစ်ဒဏ်ခံရတယ်အဲ့ဒါဘာပြောရလဲတခါတလေကိုဘက်ကကောင်းအောင်စေတနာနဲ့လုပ်ပေးပေမဲ့စေတနာကဝေဒနာဖြစ်သွားတတ်တယ်အဲ့လိုအချိန်မျိုးမှာသုံးရတယ်No good deed goes unpunished တခါတလေလမ်းစုံမှာကားချင်းစုံတဲ့အခါကိုဘက်ကရပ်ပေးပြီးတော့တစ်ဖက်ကားကလာရမှာဒါပေမဲ့တစ်ဖက်ကလူကကိုယ်လမ်းခေါ်တယ်လာလို့ခေါ်တယ်ကိုမှသွားရမှာလဲကိုလိုကန်လန်မသွားရအောင်ကလဲကိုလိုကန်လန်ပြီးရင်သူ့ကိုပဲအပြစ်တင်ရတယ်ဟဲ့နင်ကမှားနေတာတကယ်ဆိုနင်သွားရမှာဆိုပြီးတော့စိတ်ထဲကနေပေါ့နော် No good deed goes unpunished ပါပဲနောက်ကိုဘွားမှာစေတနာကနေဝေဒနာဖြစ်သွားတဲ့အကျင့်ကြီးတွေအများကြီးရှိပါလိမ့်မယ်လူတိုင်းလေအဲ့လိုအချိန်မျိုးမှာစေတနာဝေဒနာဖြစ်တယ်ကွာလို့ပြောတဲ့အချိန်တိုင်းမှာNo good deed goes unpunished လို့သုံးကြပါဒါနဲ့စကားမစတန်းခွဲတစ်တွေရှိတယ်နော်လာမဲ့စနေတနင်္ဂနွေဇွန်လ21ရက်နေ့မှာနေ့လယ်3နာရီခွဲနဲ့9နာရီက basic level နော်နှစ်လတင်တာ36000 zoom နဲ့တင်မယ်အဲ့ဒါပြီးရင်ညနေ9နာရီကနေ6နာရီခွဲက intermediate level zoom နဲ့တင်မယ်3လတင်တာ29000နော်ဒါအပြင် basic level ကိုမလိုက်နိုင်ဘူးခက်ပါတယ်ဆိုတဲ့လူတွေအတွက်ဆရာ beginners class တန်းကိုလည်းဖွင့်ပေးသွားမှာပါ beginners class ကတော့ English ရဲ့တကယ်အစပိုင်းလေးတွေကိုသင်သွားမယ်ဆရာတို့12နှစ်13နှစ်အရွယ်ကလေးတို့14 15နှစ်အရွယ်ကလေးတို့နောက်ပြီးတော့လူကြီးပြီးတော့ English မှာအဆက်ပြစ်နေတဲ့လူတွေတို့နော်တို့တွေတက်တင်တဲ့အတန်းဖြစ်တယ်သူကလည်း2လတင်တန်းသူကတော့တင်တန်းချင်း3ခွဲနော်အတန်းချိန်ကတော့ဆရာတို့ညနေပိုင်းလေးဖြစ်မယ်အဲ့ဒါတော့စိတ်ဝင်စားကြတဲ့ကျောင်းသူကျောင်းသားတွေပေါ်မူတည်ပြီးတော့ဆရာတန်းခွဲလေးထပ်ပြီးဖွင့်ပြီးသွားဖို့ရှိတယ် Okay ဆက်သွယ်မေးမြန်းကြပါ message ပို့ကြပါဖုန်း39932461ကိုဆက်ကြပါ Telegram နဲ့ Viber လည်းအဲ့ဒီဖုန်းနံပါတ်ပါပဲ39932461ပါပဲเนาะ Okay